Hello အားလုံးပဲမင်္ဂလာပါအခုကတော့ဒီ Atom Project ဆိုတဲ့ကုန်းဝမှာအရန်နာမည်ကြီးတဲ့နေရာကိုရောက်နေရပါတော့ဒီနေရာကကမ္ဘာအကြီးဆုံး greenhouse ရှိတဲ့နေရာဆိုပြီးတော့လေနာမည်ကြီးရဖြစ်ပါတယ် Atom Project ကိုကုတ်အိမ်ကနေဆိုလို့ရှိရင်တနာရီခွဲလောက်ကမောက်ပြီးတော့သွားပါတယ်ဒီနေ့ကတော့ရာသီဥတုကတော့မြင်ရတဲ့အတိုင်းပဲအရန်ကိုမြူတွေစိုင်းနေပါတယ်ဒါမဲ့လည်းမိုးမရွာလို့အများကြီးကျေးဇူးတင်ပါတယ်ကားပါကင်ကိုတော့ရောက်ပါပြီပါကင်ကိုဟိုးမိုးပေါ်မှာတွားရတော့ပေါ့နော်ဂုံးစင်းကြီးကိုအခုဆင်းနေရတယ်အဲ့ဒါကိစ္စမရှိဘူးအပြန်တက်ရင်တော့ဒုက္ခရောက်ပြီ1990မှာ Tim Smith ဆိုတဲ့သူကပေါ့နော်ဒီနေရာကြီးကအရင်တုန်းက mine drain လိုမျိုးပေါ့နော် clay pit ကြီးအဲ့နေရာမှာသူကစဆောက်ဖို့ဆိုပြီး idea ရတယ်စဆောက်ပြတာ1998မှာစဆောက်ပြီးတော့2000ခုနှစ်မှာပြည်သွားတယ်ပေါ့နော်ပုံမှန်ကတော့ပေါ့လေသူတို့ကကုန်းဝေါကဒီကမ်းခြေတွေများတဲ့နေရာဆိုတော့ကမ်းခြေတွေကိုလာလေရင်းနဲ့ဒီနေရာကလည်းနာမည်ကြီးရဆိုပြီးတော့လာလေကြတာပေါ့နော်ကိုကတော့ဒီနေ့ကသူကဒီမှာChristmas နာနေလို့ရှိရင် Christmas light တွေထွန်းနေညဘက်တွေဆိုလှတယ်ဆိုလို့ရောက်နေတာဖြစ်ပါတယ်ညနေ4နာရီမှ Christmas light တွေကစမှာပေါ့နော်ဒါပေမဲ့ကိုကဒီကိုတစ်ခါမှမရောက်ဘူးတော့2နာရီလောက်လာပြီးတော့ဒီနေရာကိုအရင်ရှောက်ကြည့်မယ်Atom Project လက်မှတ်တွေကလေတောမဲ့နေမှဝယ်မယ်ဆိုတော်တော်လေးဈေးများပါတယ်42ပေါင်တော့ပေးရတယ်ဒါပေမဲ့ကြိုဝယ်မယ်ဆိုရင်တော့4ပေါင်လောက်တက်တာပြီး38ပေါင်ဒါပေမဲ့ဒီ ticket တွေကတစ်နှစ်လုံးစာ unlimited entry ဖြစ်တဲ့အတွက်ကြောင့်ဒုတိယကြိမ်လာလဲပတ်စံထပ်ပေးစရာမလိုပါဘူးအဲ့အပြင်ဟိုမှာ local pass ဆိုပြီးတော့ဒီ Devon နဲ့ Cornwall မှာပဲနေတဲ့သူတွေအတွက်ဆိုရင်35ရာခိုင်နှုန်းတော့ short ပေးတာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးဈေးသက်သာပါတယ်ဒါပေမဲ့အဲ့အတွက်ကို driving license ဒါမှမဟုတ်ရှင်ရင်ဒီလိပ်စာပါတယ် council tax ပေးဖြစ်ယူလာခဲ့ရပါမယ်ပေါ့နော် Christmas ဆိုရင်လည်းသူ့မှာ Christmas light experience Meet Father Christmas နဲ့ ice skating ဆိုပြီး event လေးတွေရှိပါတယ်ဒီ event လေးတွေကိုဝင်ဖို့အတွက်ကအရှိမပြောထားတဲ့ဒီတစ်နှစ်လုံးစာ ticket plus extra charges လေးနည်းနည်းပို့ပေးပြီးဝင်ရတာမျိုးလေးပါနောက်ပြီးဒီ Atom Project မှာအင်္ဂလန်ရဲ့အရှိဆုံးနဲ့အမြင့်ဆုံး zip line လဲစီလို့ရပါသေးတယ်ကျိုးကြီးနဲ့ zip line ရှိရပါတော့ကျိုးမြင်ရလားတော့မသိဒါလေးပေးပြီးတော့ Christmas light ကဒါလေးပတ်ထားလို့ရှိလို့ရှင်ညနေ4နာရီနောက်ပိုင်းမှာဆိုရင်အထက်ကိုပြန်ဝင်ကျင်လဲဝင်လို့ရတယ်ဆိုပြီးတော့ပြောတာပေါ့နော် Christmas light က4နာရီမှစမှာကိုက3နာရီမထိုးခင်လောက်ရောက်သွားတော့လေအပြင်မှာရှိတဲ့ garden လေးတွေကိုနည်းနည်းပါးလိုက်ပြီးတော့လှည့်ကြည့်နေရပေါ့လေကုန်းစင်ကုန်းတက်မလုံနိုင်တဲ့သူတွေအတွက်ပေါ့နော်ဓာတ်လီကဆောက်ပေးထားတာကိုလည်းတွေ့ခဲ့ရပါတယ်ဒီမှာကလဲစရာ2နေရာရှိရပေါ့နော်ဒီအနောက်ကဒီလိုပေါ့နော်ဘောလုံးပုံစံလောက်ထားတဲ့ထဲမှာသူကအဲ့လိုဘောလုံးပုံစံကြီးအကြီးအ2ခုရှိတာMediterranean biome လို့ခေါ်တယ်တစ်ခုကမြေထဲပင်လယ်တွေကအပင်တွေကိုစိုက်ထားတယ်လို့ပြောတယ်နောက်တစ်ခုကကျတော့ rainforest biome ဆိုတာသူကကျတော့မိုးသက်တော်အပင်မိုးသက်တော် biome ပေါ့အဲ့ထဲမှာအဲ့2ခုကိုဝင်ကြည့်ရတာအပြင်မှာလည်းပန်းခြံလေးတွေရှိရဲအဲ့ပန်းခြံလေးတွေမှာစိုက်ထားတဲ့အပင်လေးတွေကိုလည်းတွားဝင်ကြည့်လို့ရပါတယ်ဒါကတော့သူတို့စဆောက်တော့တရားမိုင်းနှွင်းဆိုတော့လေအထဲမှာရေတွေဝစ်နေတာအဲ့ဒါတွေကိုမလဲစစ်ထုတ်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုရှင်းပြထားတာပါဟိုမှာ ice rink ice rink ကလည်းကြိုပြီးတော့ booking လုပ်ရတယ်ကိုသွားတဲ့နေရာဆိုလို့ရှိရင်အဝမ်းမှာရေးထားတဲ့ ice rink booking ကပြည့်သွားပါပြီတဲ့သူကဒီပုံမှန်လက်မှတ်အပြင် ice rink ကိုစီးမယ်ဆိုရင်6ပေါင်ထပ်ပြီးတော့ပေးရပါတယ်က
ကဲအဲကိုဝင်ကြည့်ပါတော့မယ်သူကဒီအပေါက်ဝါကပဲအကုန်လုံးဝင်လို့ရတာဒီပေါက်ဝါကနေပြီးတော့ဘယ်ဘက်ကိုသွားလိုက်ရင် rainforest biome နဲ့ရောက်ပြီးတော့ညာဘက်ကိုသွားလိုက်ရင်တော့ဒီ Mediterranean biome ကိုရောက်မှာဖြစ်ပါတယ်တော့နော် Christmas light ကြောင့်3နာရီမှာနောက်ဆုံးရိုး day visitor နောက်ဆုံးဝင်ရမှာသိလားတော့ဒီနေ့က Christmas light ဆိုပြီးတော့လုံးမှာဆိုတော့လေသူက3နာရီကနောက်ဆုံးအထဲကိုပေးဝင်တာတဲ့ကိုကဒီကို3နာရီမတိုင်ခင်တော့ရောက်သွားပြီမယ်ပေါ့နော်ဒီပေါက်ဝါက3နာရီ7မိနစ်ဖြစ်တော့အထဲကိုပေးမဝင်တော့ဘူး4နာရီကြာမှပဲပြန်လာခဲ့ပါတဲ့ဆိုတော့အကယ်၍ကိုက Christmas light လဲကြည့်ကျင်တယ်ကိုလိုမျိုး day မှာလဲဗာလေးရှိလဲဆိုတာကြိုးပြီးတော့ကြည့်ကျင်တော့3နာရီမတိုင်ခင်သွားမှဖြစ်ပါတယ်ထဲဝင်လို့မရတာနဲ့ကိုလည်းရှောက်ကြည့်ရင်လည်းဒီ invisible wall ဆိုတဲ့နေရာလေးကိုရောက်လာတယ်တကယ်ကဒီနေရာလေးကလေအထဲမှာ micro organism တွေအကြောင်းကိုအသေးစိတ်ရှင်းပြထားတဲ့နေရာပေါ့နော်တော်များများခလေးလေးတွေကိုခေါ်လာပြီးတော့မိဘတွေကရှင်းပြနေကြတဲ့နေရာမျိုးပုံစံပေါ့လေပြီးတော့သူကလည်းလေအထဲမှာ micro organism တွေကိုခလေးတွေစိတ်ဝင်စားအောင်ပုံစံမျိုးစုံလုပ်ပြထားတာဒါဆိုလေ COVID-19 ရဲ့virus ရဲ့ပုံစံဆိုပြီးလောက်ပြထားတာပေါ့နော်ဒါကြီးဆိုလဲစာဘာမှမသိဘူးပေါ့နော်ကလေးတွေကတော့ထွက်လာတဲ့အငွေ့တွေကိုပျော်ပါပြီးစော့ကစားနေကြတာဒါပေမဲ့စာသွားဖက်ကြည့်လိုက်တော့မှဒါကြီးက cyanobacteria ရဲ့ပုံစံသူ့အောက်ဆီဂျင်ကိုဘယ်လိုထုတ်လွှတ်တယ်ဆိုတဲ့ဟာမျိုးကို demonstration လုပ်ပြထားတာတဲ့စိတ်ဝင်စားဖို့တော့ကောင်းတယ်စာရေးဖတ်ပြီးတော့ကောင်းမှုသွားတာနဲ့ကိုလည်း4နာရီလဲထုတ်ကန်နေပြီဆိုတော့ဒီဝင်ပေါက်ဝါကိုပဲပြန်လာခဲ့ပါတယ်စောသေးလို့ဆိုပြီးတော့ရှောက်သွားလိုက်တာအခုတော့လူတန်းရှည်ဖြစ်နေပြီ4နာရီထိုးဟို10မိနစ်မှာဒီတောက်လျှောက်မှာအပြည့်ဖြစ်သွားပြီဝင်မှုတန်းစီနေကြတာဟိုဘက်ရောဒီဘက်ရောအပြည့်ပဲပေါ့နော်လူတွေကလေအဝါကိုတောင်ကြော်ပြီးတော့အနောက်ဘက်ကတရားပေါ်ကိုတောင်ရောက်နေပြီပေါ့နော်အားလေးပြပြီးဝင်ရမှာပါဝင်လို့ရပြီကိုရင်ဆုံးက rainforest biome ဘက်ကိုဝင်ပြစ်တယ်ပေါ့နော်ဝင်ငါစားကလေတိတ်မမောင်သေးလို့လားမသိဘူးမီးတွေထွန်းထားတယ်ဆိုတော့ဟာမျိုးအရန်ကြီးလှတယ်လို့မခံစားရဘူးပေါ့နော်water banana လားဩဒါလေးက water banana တဲ့ကိုရီးယားဒီငပြောပင်နဲ့တော်တော်လေးတူပေမဲ့ငပြောသေးရတော့လေဘာလို့လဲမသိဘူးတသေးလေးပစ္စည်းကွေးလေးတွေဒီနားလေးကလေအပြင်မှာတော်တော်လေးကိုလှတာဒါမဲ့လေကိုဝင်သွားတာကတိတ်မမှောင်သေးတဲ့အခါကျတော့ဒီမီးလေးတွေထွန်ထားတာတိတ်မပေါ်ဘူးဖြစ်သွားတာပေါ့နော် Instagram မှာရှာကြည့်လို့ရှိရင်လေဒီနားလေးကမီးလေးတွေကမှောင်မှောင်လေးထဲမှာဆိုတော်တော်လေးလှတဲ့နေရာလေးပေါ့နော်အပြင်မှာလည်းတကယ်လှပြီးတော့ချစ်စရာလေးအရင်ကောင်းပါတယ်ဒီနေရာအပင်တွေကသူက South East Asia အပင်တွေနည်းနည်းရေးရတယ် South East Asia လာပြီးတော့ဒီပင်တွေကိုလာကြည့်နေတယ်ဆိုတာအထဲမှာမလေးရှားအိမ်ပုံစံမျိုးဆိုပြီးတော့ပြသထားရလေးရှိရပေါ့နော်ပုံမှန်တော့သူတို့ကအထဲကိုပေးဝင်နေဒါပေမဲ့အခုက Christmas light show ကလူတအားများလို့ထင်တယ်အထဲကိုတော့ပေးမဝင်ပါဘူးဒီ rainforest biome ပေါ့နော်ဒီ South Asia တို့အပူပိုင်းဒေသနေရာတွေကအပင်တွေကိုစိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီထဲကတအားပူတယ်temperature 30တောင်ကျော်တယ်ပြောရပေါ့နော်အဲဒါကြောင့်တို့ကလေ cold room ဆိုပြီးလောက်ထားတာဘူတွေကတော့အထဲကိုဝင်ပြီးတော့အေးခံကြတယ်ပူလုံးလို့မနေနိုင်လို့ဆိုပြီးတော့အထဲမှာတို့ကလေ canopy walkway ဆိုပြီးတော့တရားလေးပေါ်ကနေလက်လျှော့ရတဲ့နေရာလေးတွေရှိတယ်အဲကိုသွားကြည့်မလို့ပေါ့နော်ဒီမှာကျိုးတရာရှိရကလေးတွေကအဲ့မှာကျိုးတရာကိုဖျက်ချင်လို့စောင့်နေကြတာ
န်းစီပြီးရှေ့ကြီးပဲနောက်ပြီးတော့လေအထဲမှာဒီပေါ့ rainforest lookout ဆိုပြီးဟိုးဘိုင်အောင်ရဲ့ဟိုးထိတ်ကြီးကိုတက်ပြီးတော့ကြည့်ရတဲ့နေရာလည်းရှိသေးတယ်ပေါ့နော်အဲ့နေရာကလေသူတို့သတ်မှတ်ထားတဲ့အချိန်ပဲဖွင့်တာကိုသွားတာသတ်မှတ်ထားတဲ့အချိန်အတွင်းဆိုတော့ကိုလည်းရအောင်တော့ကြည့်ခဲ့သေးတယ်ဒီကရတော်မြင်တာပဲဒီတရားပေါ်တက်ဖို့ကလည်းတန်းစီရသေးရဲ့ပေါ့နော်တော်တော်လေးတော့ကြာတယ်ကိုမမေ့တာပြောရင်15မိနစ်လောက်တန်းစီလိုက်ရတယ်ဘာလို့ဆိုတော့ तू ကလေအဲ့တရားကကျိုးတရားလိုမျိုးပဲကျိုးတွေနဲ့ဆွဲထားတာအဲ့ဒါကြောင့်အဲ့ပေါ်လူဦးရေကန့်တက်ထားတယ်သူတို့သတ်မှတ်ထားတယ်လူဦးရေအတိုင်းပဲတက်လို့ရတာမဟုတ်လို့ပေါ့နော်ဒါတန်းစီနေအပေါ်စီးကကြည့်ရတဲ့ view ကိုရိုက်ထားတာလေကိုလေးအဲ့လိုအဗာဒါတွေရောက်သွားသလိုပဲနေရာလေးကလေတော်တော်လေးချစ်စရာကောင်းအောင်လုပ်ထားတာသူတို့ကလေဒီပေါ်တက်လို့ရှိရင်အမြင့်ကြောက်လားကောင်းမှုလားရှိလား pregnant ဖြစ်လားဆိုပြီးတော့မေးတယ်သူကအပေါ်မှာလေဒီလိုမျိုးတန်တဒါကြီးနဲ့လှုပ်ထားတာရိုင်းတိရိုင်တိုင်းနဲ့အမြင့်ကြောက်တဲ့သူဆိုရင်တော့နည်းနည်းတိတ်အစင်မပြေဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အမြင့်မကြောက်တဲ့ဘူးဆိုရင်တော့ဒီအပေါ်တက်ကြည့်ရင်အရင်လာပါတယ်နေကင်ပတ်ဆိုရင်ဒီအောက်တွေကိုမြင်ရမယ်ထင်တယ်။ဟိုကအဲ့လိုကြိုးတောက်ပေါ်မှာရှောက်တော့ပဲလှုပ်စီနေတာဒါတက်တဲ့အပေါ်တက်တဲ့တောက်လျှောက်ကလုံးဝကင်မရာပေးမကဘူးဒီပေါ်ရောက်မှကင်မရာဖွင့်ပေါ့နော်ပြုတ်ကြမှာဆိုလို့ထင်တယ်တစ်ကတော့ကိုတော်မှတော်တော်အမြင့်မကြောက်ပေမဲ့လှုပ်စီနေဆိုတော့တော်တော်အသေးရတယ်အဲ့ပေါ်တက်ဒီနားလေးကတော့အောက်ကိုဆင်းပြီးတော့မှအောက်ရောက်တော့မှရိုက်ထားရဲ့နားလေးပေါ့နော်ဒီနားကတော်တော်လေးကိုလာတာလေကိုဘယ်လိုခံစားရလဲဆိုတော့ဒီအဗာဒါကားရဲ့တောအုပ်လေးတွေကိုရောက်သွားတယ်ဆိုတော့ file မျိုးလေးရတယ်ရမ်းသဘောကျတာပဲအခုမှ rainforest ကိုလဲတာပြီးသွားတယ်တနားကြီးကြာတယ်အဲ့တော့ဟိုဘက်မှာရှိတဲ့ Mediterranean biome နဲ့ကိုသွားဝင်ကြည့်မယ်ပေါ့နော်အကုန်လုံးကတော့တူပဲလို့တော့ထင်တာပဲဒါပေမဲ့မှောင်လေးပိုလှလေးပဲဒီမှာကိုလည်းနည်းနည်းပူသွားလို့ဆိုပြီးရေခဲမုတ်လေးဝယ်စားလိုက်သေးတယ်မကနေသူတွေအများကြီးပဲဒီထဲလေးကနည်းနည်းလေးတော့ပို့ပြီးတော့အေးတယ်ဟိုဘက်ကတော့အရန်ကိုပူတာMediterranean biome လေးကနည်းနည်းလေးပိုသေးတယ်ပြီးသွားတဲ့ခါကျတော့နည်းနည်းလေးရာသီဥတုကပိုအေးသလိုပဲဟိုဘက်ကတော့လုံးဝအပူပိုင်းစုံဖြစ်နေလို့လားတော့မသိဘူးဒီ Mediterranean biome လေးကတော်တော်လေးကျင်းတာတပတ်ဆိုတာခဏလေးပဲပြီးသွားအောင်ပေါ့နော်သူအထဲမှာအလူတချင်းတွေကိုကြီးရည်ကြီးတွေဖွင့်ပြီးတော့ပေါ့နော်ဒီကွင်းပြင်တွေမှာလူတွေကနေကြတယ်အဲ့ဒါပဲများတယ်ဒီကားကြီးတဲ့ထဲမှာ restaurant လည်းရှိတယ်ဒီမှာလဲသူကအပေါ်ကိုတက်ကြည့်လို့ရတဲ့တရားရှိတယ်ဒါပေမဲ့ပေးမတက်ဘူးထင်တယ်ဘယ်သူမှမရှိဘူးအဲ့ပေါ်မှာအ
ထဲရတော့ဒီလောက်ပဲပေါ့နော်အထဲမှာမကဘူးသူကလေအပြင်မှာပါတအားကိုလှတယ်ပေါ့နော်အထူးသဖြင့်ဒီ biome တွေကနေမီးအရောင်တွေလက်ထွက်နေတာကလေ Instagram မှာဆိုအရန်ကိုနာမည်ကြီးอ่ะအပြင်မှာလဲတအားကိုလှတာပေါ့နော်ဒီ Mediterranean bio လေးကတူတူလေးခဏလေးပဲကြာတယ်တစ်ပတ်ကြည့်ပြီးတော့ပြန်လာခဲ့တယ်ပေါ့နော်ခုဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီ Eden project ကို Christmas light လေးတွေလာကြည့်တဲ့ဗီဒီယိုလေးကတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နောက်ထပ်ဗီဒီယိုတွေအများကြီးမှာပြန်လည်ဆုံတွေ့ကြပါမယ်အခုတော့တတရာ